အားလုံးပဲမင်္ဂလာပါ NM မြန်မာ YouTube Channel မှာကြိုဆိုပါရရှင်ကြည်ကျွဲညင်းဆိုတဲ့ကြည်ကျွဲညင်းဆိုတဲ့ညင်းဆိုတဲ့စကားကိုဘယ်လိုသုံးမလဲဆိုလို့ရှိရင်ဟိုရောက်ကြည်ကျွဲငါညင်းကျင်နဲ့ငါလက်မခံခြင်းဘူးလို့သုံးလို့ရပါတယ်တီးထုံခေါင်းငုံနဲ့တီးထုံခေါင်းငုံနဲ့အဲ့ဒါကိုဘယ်လိုဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင်ဘသူဘာပြောပြောခေါင်းငုံခံတယ်ပေါ့နော်你不要低头您ခေါင်းငုံမခံနဲ့你不要低头您ခေါင်းငုံမခံနဲ့低头ဆိုတာခေါင်းငုံနဲ့ခေါင်းငုံခံတယ်ကိုပြောတာပါကြည်တုဆိုတာညူဆူတယ်ကြည်တုညူဆူတယ်မနာလို့ဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းပြောလို့ရပါတယ်你不要ကြည်တုဘောနေငါ့ကိုမနာလို့မဖြစ်နဲ့အဲ့လိုနေရာတွေမှာသုံးလို့ရတယ်နော်ကြည်တုညူဆူတယ်မနာလို့ဖြစ်တယ်ရွီးခွန်ငွေလက်ကျန်ငွေပေါ့နော်အတူတူပါပဲရွီးခွန်ငွေလက်ကျန်အဲ့လိုအောင်ဘယ်လိုနေရာမှာသုံးမလဲဆိုလို့ရှိရင်နေ့မှာငွေလက်ကျန်ဘယ်လောက်ရှိသေးလဲညီယို多少余款နေ့မှာငွေလက်ကျန်ဘယ်လောက်ရှိသေးလဲ余款ဆိုတာလက်ကျန်ငွေလက်ကျန်အတူတူပါပဲဝေချန်ငွေလွှဲတယ်ဝေချန်ငွေလဲတယ်ငါမြန်မာကိုငွေလွှဲခြင်းနဲ့ငါတို့မြန်မာနိုင်ငံငွေလွှဲခြင်းတာပေါ့နော်ဟောရောက်ဝေချန်မြန်တဲ့ငါမြန်မာနိုင်ငံကိုငွေလွှဲခြင်းနဲ့သုံးလို့ရတယ်เนาะအဲ့နေရာမှာဝေချန်ငွေလွှဲတယ်လင်းချန်ငွေအကျွေးလင်းချန်ငွေအကျွေးအဲ့ဒါကိုဘယ်လိုနေရာမှာသုံးမလဲဆိုလို့ရှိရင်ကိုကဈေးသွားဝယ်တယ်ကိုက100တန်ကြီး200တန်ကြီးအကျွေးမရှိဘူးပေါ့နော်အရာတန်ကြီးဒီပေးတဲ့အခါကျလို့ရှိရင်နေ့မှာအကျွေးရှိလားအဲ့ဒါကိုမေးမယ်ပေါ့နော်အဲ့လိုစကားတွေသုံးလို့ရပါတယ်နီးယိုလင်းချန်မှာနေ့မှာအကျွေးရှိလားအဲ့လိုမျိုးပြောလို့ရတယ်เนาะလင်းချန်ဆိုတာငွေအကျွေးကိုပြောတာပါကျဲချန်ငွေချေးတယ်ကျဲချန်ငွေချေးတယ်အဲ့ဒါကိုမှသုံးမလဲဆိုရင်ပတ်စံချီးတာပေါ့နော်ဒါပတ်စံချီးတဲ့စကားသုံးလို့မှာဟောရောက်ကျဲချန်ငါပတ်စံချီးခြင်းနဲ့ဟောရောက်ကျဲချန်ငါပတ်စံချီးခြင်းနဲ့ကျဲချန်ဆိုတာပတ်စံချီးတာကိုပြောတာနော်ငွေချေးတယ်ပတ်စံချေးတယ်ကျဲငားတယ်ချီးငားတယ်ကျဲငားတယ်ချီးငားတယ်ငားတဲ့အရာမှန်သမျှအကုန်လုံးကိုကျဲဆိုတဲ့စကားလုံးကိုသုံးပါတယ်ငါသူစီကပတ်စံချီးခြင်းနဲ့ငါသူစီကဘောပင်ငားခြင်းနဲ့လို့ပေါ့နော်ချီးတယ်ငားတယ်စကားလုံးအကုန်လုံးကိုကျဲဆိုတဲ့စကားလုံးကိုသုံးပါတယ်ဝါဖေးငွေကုန်ကြေးကြများတယ်ဝါဖေးငွေကုန်ကြေးကြများတယ်ငါဒီနေ့ငွေကုန်ကြေးကြအများများတယ်ကျင်း天花费太多了ငါဒီနေ့ငွေကုန်ကြေးကြအများများတယ်အဲ့ညမှာသုံးလို့ရပါတယ်ချန်ငွေကြေးပတ်စံမနော်ပြောချင်တာတော့ပတ်စံမှာပတ်စံကိုချန်လို့သုံးကြပါတယ်ငွေကြေးကိုလည်းချန်လို့ပဲသုံးပါတယ်ဖူချန်ငွေချေတယ်ဖူချန်ငွေချေတယ်ငါပတ်စံရှင်းမယ်ငွေချေမယ်ပေါ့နော်အဲဆိုလို့ရှိရင်အဲ့လိုနေရာမှာသုံးလို့ရပါတယ်ဝယ်ရောက်ဖူချန်ငါပတ်စံချေခြင်းနဲ့ငါငွေချေခြင်းတယ်ပေါ့နော်ဖူချန်ငွေချေတယ်လိရှိငွေတို့လိရှိငွေတို့ဘယ်လိုနေရာမှာသုံးမလဲဆိုလို့ရှိရင်ကိုကသူများစီကပတ်စံသွားချီတယ်ငွေတို့ဘယ်လောက်လဲမေးခြင်းတယ်ပေါ့နော်多少利息ငွေတိုးဘယ်လောက်လဲအတိုးဘယ်လောက်လဲပေါ့နော်多少利息အတိုးဘယ်လောက်လဲချူနာငွေကိုင်ချူနာငွေကိုင်ငါကငွေကိုင်မှာငါကငွေကိုင်တဲ့လူပါအဲ့ဒါမျိုးပြောမှဆိုလို့ရှိရင်我是ချူနာငါကငွေကိုင်ပါချူနာငွေကိုင်ယူငါယူငါဟင်းချက်စားတဲ့ငါကိုပြောတာနော်ဘယ်ငါ့ကိုပဲဖြစ်ဖြစ်ယူလို့ပဲသုံးပါတယ်ငါနာမည်မျိုးစားရတော့မျိုးရှိပါတယ်ဒါပေမဲ့ငါ့ကိုတော့ယူလို့ပဲသုံးကြပါတယ်ယူကန်ငါ6ယူကန်ငါ6ယူဝမ်ငါဆုပ်ယူဝမ်ငါဆုပ်ဆီယန်ယူငါပိဆီယန်ယူငါပိဟူเจ้าဆိုတာငရုတ်ကောင်းဟူเจ้าငရုတ်ကောင်းဟူเจ้าငရုတ်ကောင်းဟူเจ้าဖန်ငရုတ်ကောင်းမဟုတ်ဟူเจ้าဖန်ငရုတ်ကောင်းမဟုတ်ဟူเจ้าဆိုတာတော့ငရုတ်ကောင်းပေါ့နော်ဖန်ဆိုတာကတော့အမှုံပေါ့နော်ဟူเจ้าဖန်ငရုတ်ကောင်းမဟုတ်ဟူเจ้าငရုတ်ကောင်းလာကြောင်းငရုတ်တီလာကြောင်းငရုတ်တီကိုလာကြောင်လို့ခေါ်ပါတယ်တယောက်ယူကန်ငါးများတယ်တယောက်ယူကန်ငါးများတယ်ငါးသွားများတယ်ငါးများတယ်လေးပေါ့နော်အဲ့ဒါကိုတယောက်ယူကန်လို့ခေါ်တယ်နော်ယူကျငါးဥယူကျငါးဥခူးငိုတယ်ခူးငိုတယ်အန်ချွမ်ငုံအန်ချွမ်ငုံဒီအန်ချွမ်ဆိုတာငုံပေါ့နော်ငုံငှက်ကလေးတွေပေါ့နော်အန်ချွမ်တန်းဆိုလို့ရှိရင်ငုံဥလို့ပြောတာပေါ့နော်ကြည်တန်းရတန်းအဲ့လိုအန်ချွမ်ဆိုတာကတော့ငုံကိုပြောတာပါအန်ချွမ်ငုံကိုပြောတာပါငုံငှက်ကလေးတွေနော်ဆီယန်ငံနဲ့ဆီယန်ငံနဲ့အစားတောက်စားတဲ့ကငံနဲ့စားစားတွေကိုဆီယန်လို့သုံးပါတယ်ဆီယန်ငံနဲ့ရှောင်းငယ်တယ်သေးတယ်ရှောင်းငယ်တယ်သေးတယ်ပစ္စည်းတွေသေးတာပဲဖြစ်ဖြစ်ကိုယ်ထက်ငယ်တာပဲဖြစ်ဖြစ်အဲ့ဒါမျိုးကိုရှောင်းလို့သုံးပါတယ်
ဆရာအောင်ဆိုတာငယ်တယ်သေးတယ်ကိုပြောတာပါညံချင်းငယ်ရွယ်တယ်ညံချင်းငယ်ရွယ်တယ်ညံချင်းဆိုတာငယ်တဲ့ကလေးတွေကိုပေါ့နော်ငယ်တဲ့လူတွေကိုညံချင်းလို့ပြောပါတယ်နီဟိုင်ညံချင်းနေငယ်ပါသေးတယ်ငယ်သေးတယ်လို့သုံးရပါတယ်ညံချင်းငယ်ရွယ်တယ်ရှမ်းเจ้าငါပြောသည်ရှမ်းเจ้าငါပြောသည်အဲ့ဒါတော့တူတူရှင်းပြစရာမရှိပါဘူးရှမ်းเจ้าဆိုတာငါပြောသည်ပြောတာပါ香蕉叶ငါပြောရွက်香蕉叶ငါပြောရွက်ຫນွေကြီးငတ်ဖျားຫນွေကြီးငတ်ဖျားငါဖျားဆိုတာဒီနေမကောင်းတာပေါ့နော်သူတုတ်ကွေးတို့ငတ်ဖျားတို့အဲ့ဒါကိုຫນွေကြီးလို့ခေါ်ပါတယ်တိရွငရဲပြီးတိရွငရဲပြီးငရဲပြီးကတော့ဒါတော့ရှင်းပြစရာမရှိဘူးနော်ရန်လာဝငရဲမေရန်လာဝငရဲမေတိကျင်းငလျင်တိကျင်းငလျင်လောက်တာကိုတိကျင်းလို့ခေါ်ပါတယ်